ဦးမေဘာလို့အဲ့လိုတွေလောက်တာလဲသူများတွေမြေကုန်ရင်မကောင်းလေဦးမေရဲ့အော်ကျေးဇူးကလည်းဘယ်သူမှမရှိတာဝန်ထမ်းတွေပဲရှိတာတခြားဘယ်သူမှမရှိရှိမရှိလေရတုကကိုကားနဲ့ကိုလာတော့မှဦးမေကဒီကားကိုစပွန်ဆာပေးထားရလို့ထင်မှာပေါ့မကြိုက်ပါဘူးအစိတ်သင်းနဲ့ဝိုင်းတခွလို့ပဲဦးမေဘာလို့အဲ့လိုတွေလောက်တာလဲသူများတွေမြေကုန်ရင်မကောင်းလေဦးမေရဲ့အော်ကျေးဇူးကလည်းဘယ်သူမှမရှိတာဝန်ထမ်းတွေပဲရှိတာတခြားဘယ်သူမှမရှိရှိလေရတုကကိုကားနဲ့ကိုလာတော့မှဦးမေကဒီကားကိုစပွန်ဆာပေးထားရလို့ထင်မှာပေါ့မကြိုက်ပါဘူးဩအဲ့ဒါဆိုလို့ရှိရင်လည်းဝန်ထမ်းတွေကိုတခါတည်းပြောထားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ရတုကိုဘယ်သူမှထိပါစော်ကားရမှာမဟုတ်တော့ဟုတ်ပြီလားနောက်ကအဲ့လိုမလုပ်ပါနဲ့ဦးမေရဲ့ရတုတကယ်မကြိုက်လို့ပါနော်အေးပါမလုပ်တော့ဘူးအဲ့ဒါဆိုလေရတုဟိုကလေရတုနဲ့ကိုနဲ့ဒီချက်ပို့ပြီးတော့ခင်မင်ရင်းနှီးတင်တယ်လို့ကိုထင်တယ်ပြီးတော့လေရတုကိုအရင်ချစ်တယ်ဆိုတာကလေဟိုရှင်တွေကနေမျက်မျက်နှုံတန်မိုးထားပြီးတော့ချစ်တာပြီးတော့ဟိုဆိုင်ုံလာတဲ့ဧည့်သည်တွေကဟိုဆင်ရောက်ကနေပြီးတော့ရတု DJ တီးရဲ့ခါကြလို့ရှိရင်အဲဒီသဘောကျပြီးစုချတာတွေပြီးအောက်ကနေပြီးတော့မျက်လုံးကြီးနဲ့ကြည့်ရတယ်ကိုလုံးဝမကြိုက်ဘူးတုံဝင်တိုးတယ်ဟိုရတုကိုဒီလုံးမလုံးပါနဲ့လို့ပြောပြရင်လေရတုရဲ့ဝါသနာဆိုတော့ရတုကလည်းလက်ခံမှာမဟုတ်ဘူးရတုအဲ့ဒါလေးကိုဘာလို့တင်လဲဘာမှလုပ်မနေနဲ့အဲ့အတိုင်းလေးပဲနေလိုက်တော့နော်ဦးမင်းဘက်ကဘာတွေပဲလုပ်ပြလေရတုဘက်ကစိတ်ပါမှဖြစ်တာလေဦးမင်းရတုကဘက်ကိုအေးဆေးလေးနေချင်လို့ပါနော်ရတုကိုနားလေပေးပါ
တယောက်ပြီးတယောက်တက်ဆူချတယ်ငါလုံးဝမကြိုက်ဘူးအေး तू ဆူချခြင်းနေဆိုလို့ရှိရင်ဒီမှာဝေတာတွေအများကြီးရှိတယ်ဒီဝေတာရဲ့တစ်စင်ဆူချခိုင်းကြားလားဟုတ်ကဲ့အဲဝိုင်းရဲ့ဧည့်သည်တစ်ခါလေးပြောတာတော့ကောင်းတာငါ့ကိုမနှွယ်လာဘူးဆိုလို့ရှိရင်ငါအဲ့လူနဲ့ပတ်သက်စရာအကြောင်းကိုမရှိရငါခုအရန်မုန်းချက်လာပြီညွှဲဘာပဲဖြစ်ဖြစ်ဟိုကောင်ကတော့နေကိုမနှောက်ရှက်တော့ဘူးမလားမမေရလေးတခုတော့စိတ်ချမ်းသာပါတယ်တခုအစီပြီးတော့လည်းကောင်းတာပေါ့ကျတူရဲ့နေဟိုလိုင်းနဲ့အတီတွဲမှုတွေမစင်စားထားဘူးဆိုလို့ရှိရင်ရင်ထဲမှာအရင်ညစ်ပြီးမခံစားနဲ့လေနော်အကောင်တော့သူ့အနေနဲ့သူပြီးတော့မှာပါကဲအဲ့ဒါဆိုလည်းအဲ့ဒါတွေထားလိုက်တော့ဘာစားမလဲထမင်းစားမလားဒါမှမဟုတ်ခောက်ဆွဲစားမလားညိုရုံးစင်းတော့ကရတူးကြိုက်တက်တဲ့ပစွန်ဒုတ်တို့ဟင်းသီးဟင်းတို့ဝယ်ထားတယ်ကဲဘာစားချင်လဲပြောမစားတော့ပါဘူးညိုရဲ့ငါလေးဘာမှမစင်စားဘဲနဲ့အိပ်ပျော်သွားချင်တယ်ဟုတ်ပြီကွာအဲ့ဒါဆိုလို့ရှိရင်ဘာမှမစားတော့တူတူသွားရအောင်လေအဲ့ဒါခေါင်းလေးပါမလားဒါလေးဒါဒီဒီနာကိုမေရှင်ကျမကိုဘလောက်ပဲရက်ဆက်မုန်းတီးနေပါစေတနေ့မှတစ်ခါပြန်လာတဲ့သမီးလေးရဲ့ဆန္ဒတော့လာလျောပေးတဲ့နဲ့မထင်ဘူးလားကောင်းလာပြီလားဗျာဟမ်မင်းအခုချိန်ကြာမှမိခင်ကောင်းတယောက်အရန်ကိုပီတာပြနေတာဗော ကိုမေရှင်အဲ့လိုစကလုံးတွေနဲ့ပြပေါက်တိုက်ခိုက်နေနေစားကျမတို့မိသားစုဘလို့အဆင်ပြေအောင်လုပ်ပေးနိုင်မယ်နီးလန်းတွေကိုရှင်စဉ်းစားပြီးလို့မရဘူးလား မရဘူးလုံးဝကိုမရဘူးဒီမှာတတ်ထားချုံမင်းတို့မိမမျိုးငါဘယ်တော့မှနားလေပြီးခွဲလို့ပေးမှာမဟုတ်ဘူး အစိတ်သေး